ချွေးမနဲ့မြေမဖြစ်သူကသူမကိုဂျာမန်လိုအယူမလို့ခေါ်ပြီးစော်ကားနေတာကိုကြားလိုက်ရတဲ့အခါအနှစ်30တိုင်တိုင်တိတ်တဆိတ်ပြီးခံလာခဲ့တဲ့အဖွားအိုဟာနောက်ဆုံးတော့ဆက်ပြီးတီးမခံနိုင်တော့ပဲဘာလို့သူမကိုစော်ကားနေတာလဲဆိုတာကိုဂျာမန်လိုပဲချက်ချင်းပြန်မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲမိသားစုတစ်ခုလုံးရေခဲရုပ်လိုမြင့်တက်သွားကြပါတယ်ထမင်းချက်အဝတ်လျှော်ယုံသာလုပ်တတ်တဲ့အဖွားအိုကဂျာမန်စကားပြောတတ်လိမ့်မယ်လို့ဘယ်သူမှမယုံကြည်နိုင်ခဲ့ကြပါဘူးဒေါသထွက်သွားတဲ့တားဖြစ်သူကအသေးအမွှားကိစ္စလေးကိုပြဿနာမကြီးကျယ်စေဖို့အော်ဟစ်လိုက်ပါတယ်ချွေးမဖြစ်သူကလည်းအိမ်အကူဖွားကြီးတယောက်ကဂုံတိတ်ခါအကြောင်းပြောခွင့်မရှိဘူးလို့တောင်းပြောင်ပါတော့တယ်ဒါပေမဲ့အဖွားအိုကတော့သူတို့ဘလို့တွေးဂရုမစိုက်ခဲ့ပါဘူးသူမသိကျင်တာကတားဖြစ်သူရဲ့သဘောထားကိုသာဖြစ်ပါတယ်တားဖြစ်သူကဂျာမန်စကားလုံးအနှဲငယ်တိယုံနဲ့ဝင်မကြွားဖို့ပြောလိုက်ပါတယ်အဲ့ဒီစကားတွေကသူမရဲ့နောက်ဆုံးတီးခံနိုင်စွမ်းကိုကျိုးပြတ်သွားစေခဲ့ပါတယ်ကိုအိမ်မှာကိုအိမ်အကူတယောက်လိုအနှစ်20တိုင်တိုင်အလုပ်လုပ်ပေးခဲ့ပေမဲ့သူမရရှိခဲ့တာကအထင်သေးခံရမှုတွေကြီးပါပဲအဲ့ဒီခိုက်တက်မှာပဲသူမကရှေ့ဖုံးအေပရွန်ကိုချွတ်ချလိုက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ပြီးတော့သူတို့ကိုဘယ်တော့မှထပ်ပြီးအလုပ်ကျွေးမပြုတော့ဘူးလို့ဆုံးဖြတ်လိုက်ပါတယ်အငှားရင်တစည်းကိုတားပြီးစီးပွားရေးလမ်းမကြီးပေါ်ကကျဲ9ပွင့်အဆင့်ရှိဟိုတယ်ကိုပို့ပေးဖို့ရင်မောင်းကိုပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာတားဖြစ်သူကတော့အော်ဟစ်ကြံရိတ်ခဲ့ပါတယ်သူတို့သာမရှိရင်အမေဖြစ်သူမှာစားစရာတောင်ရှိမှာမဟုတ်ဘူးလို့ပြောနေခဲ့တာပါချွေးမကလည်းရောက်ခမစီမှာဒေါ်လာ200တောင်ရှိမှာမဟုတ်ဘူးလို့ထင်မြင်ချက်ပေးပါတယ်ပြီးတော့3ရက်နေရင်နောက်လိုက်ရပြီးပြန်လာလိမ့်မယ်လို့ဆိုပါတယ်ဒါပေမဲ့သူတို့အထင်သေးနေတဲ့အမျိုးသမီးကြီးဟာသူတို့တစ်သက်လုံးခြေချနိုင်မှာမဟုတ်တဲ့ခန်းနာဆုံးဟိုတယ်ကြီးစီရောက်နေပြီဆိုတာကိုသူတို့မသိခဲ့ကြပါဘူးအဖွားအိုကအဲ့ကျိုကောင်တာကိုဓာတ်ရိုက်သွားပြီးအထူးစိန်ခံခန်းတစ်ခန်းကိုတောင်းလိုက်ပါတယ်အဲ့ကျိုဝန်ထမ်းကအထင်သေးတဲ့မျက်နှာနဲ့တညကို18800ကျတင်မယ်လို့ပြောလိုက်ပါတယ်အဲ့ဒီအခါအဖွားအိုကသူမအိတ်ထဲကနေအနှစ်30တိုင်တိုင်မသုံးပဲထားခဲ့တဲ့ဘလက်ကတ်တကတ်ကိုထုတ်ပြလိုက်ပါတယ်ကတ်ကိုမြင်လိုက်ရတာနဲ့ဝန်ထမ်းကဒီမျိုးသမီးကြီးဟာတာမန်လူမဟုတ်ဘူးဆိုတာကိုချက်ချင်းသဘောပေါက်သွားပါတယ်သူမဟာဟိုတယ်ရဲ့ပိုင်ရှင်အစ်စ်မှန်ဖြစ်နေခဲ့တာပါသူမကဝန်ထမ်းကိုမစူပူခဲ့ပဲအခန်းတော်သာပေးဖို့တောင်းဆိုလိုက်ပါတယ်ဓာတ်လေကားထဲဝင်လိုက်တာနဲ့သူမရဲ့ဖုန်းမိလာပါတယ်တားဖြစ်သူကအဆက်ကွဲအောင်မလုပ်ပဲအိမ်ပြန်လာဖို့နဲ့ဒီရွယ်ရောက်နေပြီးမို့တိတက်အောင်နေတဲ့နယ်လို့ပြောပါတယ်ဒီစကားတွေကသူမကိုရေခဲလိုအေးဆက်သွားစေခဲ့ပါတယ်သူမကမိသားစုရဲ့စစ်မှန်တဲ့မြစ်တာကိုရောက်ဖို့အတွက်ကိုယ်ပိုင်လက္ခဏာကိုနှစ်ပေါင်းများစွာဖုံးကွယ်ထားခဲ့တာလို့လက်ထောက်ဖြစ်သူကိုပြောပြပါတယ်ဒါပေမဲ့သူမပြုစုပြောထောင်ခဲ့တာကကျေးဇူးကမ်းတဲ့လူတစုသာဖြစ်နေခဲ့ပါတယ်ဆက်ပြီးတီးမခံတော့ဖို့သူမဆုံးဖြတ်လိုက်ပါတယ်ပြီးတော့လက်ထောက်ဖြစ်သူကိုကိစ္စ3ခုအမိန့်ပေးလိုက်ပါတယ်ပထမတစ်ခုကသူမအတွက်ခေါင်းအစာခြေဆုံးအဝိစာတစ်တွေဝယ်ပေးဖို့ပါဒုတိယတစ်ခုကသူမရဲ့ပိုင်ဆိုင်မှုစာရွက်စာတမ်းတွေနဲ့ဗန်စီရင်တွေအားလုံးကိုစီစဉ်ထားဖို့ပါရှေ့ဖုံးဧပြီမရှိတဲ့အချိန်မှာသူမတကယ်ဘယ်သူလဲဆိုတာကိုအားလုံးကိုမြင်စေချင်လို့ပါနောက်တစ်နေ့မှာလက်ထောက်ကအားလုံးပြင်ဆင်ပြီးပြန်ရောက်လာပါတယ်သူမရဲ့ချမ်းသာကြွယ်ဝမှုကအမခန်းပါပဲယုံကြည်အနံ့ထားတဲ့ရန်ပုံငွေတွေနိုင်ငံခြားဗန်စီရင်9ခုအိမ်ချမ်းမြေ9နေရာနဲ့ကအမြောက်များပါဝင်ပါတယ်အဲ့ဒီအထဲမှာတားဖြစ်သူနေထိုင်နေတဲ့တိုက်ခန်းလည်းပါဝင်ပါတယ်သူတို့ကတော့ဖခင်ဖြစ်သူစုဆောင်းထားသမျှငွေတွေနဲ့ဝယ်ထားတာလို့ထင်နေခဲ့ကြတာပါတကယ်တော့အဲ့ဒါသူမပိုင်တာပါတားဖြစ်သူရဲ့အတိတ်ပဲမဲ့တဲ့မာနကိုကာကွယ်ပေးရင်းနဲ့အတုံးမကျတဲ့လူကြီးတစ်ယောက်ကိုသူမပြိုးထောင်မိခဲ့တာပါဒါနဲ့သူမရဲ့ပထမဆုံးအမိန့်ကိုပေးလိုက်ပါတယ်ပိုင်ဆိုင်မှုတွေအားလုံးကိုပြန်လည်ရယူပြီးရှေ့နေကတဆင့်စာပို့လိုက်ဖို့ပါသူတို့ကိုဖယ်ရှားပေးဖို့တစ်ပတ်အချိန်ပေးလိုက်ပါတယ်ဒုတိယအမိန့်ကတော့တားဖြစ်သူကိုသုံးခွင့်ပေးထားတဲ့ဗန်စီရင်တွေနဲ့ကတ်တွေအားလုံးကိုပိတ်ပစ်ဖို့ပါသူတို့အတွက်နောက်ထပ်တစ်ချမ်းမှမရစေရပါဘူးတတိယအနေနဲ့မြေဖြစ်သူရဲ့နိုင်ငံခြားပညာသင်ကြားရေးကိစ္စကိုစုံစမ်းဖို့ပါအခမဲ့ခိုင်းစားလို့ရတဲ့အဖွားကိုမရှိတော့တဲ့အခါအင်ကြီးကကမောက်ကမတွေဖြစ်လာပါတယ်ဘယ်သူမှထမင်းမချက်ကြသလိုချွေးမကလည်းအမြဲညှဉ်းညူနေပါတော့တယ်တားဖြစ်သူကအမေကိုလိုက်ရှာသလိုဟန်ဆောင်ပြီးတကယ်တမ်းကျတော့အတော်တယောက်စီသွားပြီးငိုယိုတိုင်တောနေခဲ့ပါတယ်အမေဖြစ်သူကိုတွားပြောပေးဖို့နဲ့ဒီလိုဆက်လုပ်နေရင်အမေပဲဒုက္ခရောက်လိမ့်မယ်လို့ပြောပြဖို့အကူအညီတောင်းပါတယ်သူထွက်သွားတဲ့အခါအတော်ရဲ့မျက်နှာကလေးနက်သွားပါတယ်တစ်ဖက်မှာလည်းအဖွားအိုရဲ့အစီအစဉ်တွေကမရက်မနာတိုးတက်နေခဲ့ပါတယ်လက်ထောက်ကရှေ့နေစာပို့ပြီးသွားသလိုတားဖြစ်သူရဲ့ဗန်စီရင်တွေကိုလည်းထိန်းချုပ်လိုက်ပါပြီးအဆိုးဆုံးကလာမဲ့အလှည့်ပါညီမဖြစ်သူကအဖွားပေးတဲ့ပတ်စံနဲ့ပညာသင်နေရင်အဖွားကိုစော်ကားခဲ့တာပါအဖွားအိုကသူမရဲ့ပညာသင်စုကိုရက်ဆိုင်ပစ်ဖို့အမိန့်ပေးလိုက်ပါတယ်